မြင်လာပါကျွန်တော်7 store base ကိုကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီမှာအတိရောက်ထားတဲ့ပစ္စည်းလေး2မျိုးမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒါလေးကတော့ကျွန်တော်ခုနေရာဒီမှာရာသီဥတုပူတဲ့တန်လေးကိုအန်တူဖို့အတွက်ကျွန်တော်ဒီပန်ကာလေးတွေပေါ့နော် stand fan လေး2မျိုးရောက်ထားတယ်ပေါ့နော်stand fan လေး2မျိုးကဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်ပြပြပေးမယ်ပစ္စည်းလေးကျွန်တော်ရှင်းပြပေးမယ်နော်ကျွန်တော်နောက်တစ်မျိုးကတော့ AC type ပေါ့နော်ဒါလေးကတော့ AC type ပါဒီ type ဆိုတဲ့ဒီမှာအင်းင်းချိန်လို့ရတယ်တော်တော့ပုံမှန်တိုင်းပဲကျွန်တော်ခလို့1 2 3 4နဲ့တော့ရတယ်ဒီမှာကျွန်တော်တိုင်မာချိန်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာဆက်လေအောင်လုပ်ရရင်ကျွန်တော်တို့လာနေကြပုံစံဒီဇိုင်းအဟောင်းနေပေါ့နော်ပုံစံတိုင်းကိုကျွန်တော် stand fan တွေထားဒါတော့ AC ပါကျွန်တော်တို့မီနဲ့တိုင်းသုံးတဲ့ AC only ပဲပန်ကာလေးပေါ့နော်ဒါဒီအသေးစိတ်တွေကျွန်တော်ပြပေးမယ်နော်ကီးရဲ့ stand fan ပေါ့နော် AC ပန်ကာလေးပါသူကျွန်တော်အသေးစိတ်လေးပြပေးမယ်နော်ဟိုလက်မတော့16လက်မလာတယ်သူဒီမှာဆိုရင်ကျွန်တော်ဒီမှာ AC မီတိုတက်ပေးထားတယ်ပေါ့နော်တက်ပေးထားပြီးသူဒီမှာဆိုလို့ရှိရင်သူက power speed ပေါ့နော်1ရှိမယ်2ရှိမယ်3ရှိမယ်4ရှိမယ်ဒါတော့တိုင်မှာချိန်တော့เนาะဖုန်းဆိုတာလေရတော်တော်လေးပြင်းသွားပြီပေါ့နော်ပြီးဒီမှာဆိုရင်ကျွန်တော်ဒါဆက်လေတွေဟာပေါ့နော်ဆက်လေတွေဟာဒါဆိုသူကဆက်လေသွားပြီเนาะဒါတော့ကျွန်တော်ရိုးရှင်းပါမယ်အရင်ပုံစံဒီဇိုင်းလေးပေါ့နော် stand fan ပေါ့16လက်မှာပါတော့အမြင့်ကတော့ဒီမှာကျွန်တော်2 shot လေးဒါလေးနဲ့အတူ shot လုပ်ပြီးလို့ရတယ်ပေါ့နော်ကျွန်တော်အခုအသိရောက်ထားတယ်เนาะအာသွင်းပေါ့နော် ACTC 3အာသွင်း stand fan လေးပါသူကလက်မတော့16လက်မလေးပေါ့နော်သူကဆိုဒီမှာ clip လေးနဲ့လာတယ်သူကဒီကျွန်တော်ဒီမှာဆိုတဲ့ power ဆိုဒီ clip လေး power နှိပ်ပေးရတယ်နော်နှိပ်ပေးရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီပန်းကဒါမြင်တာပေါ့နော်ဒါ speed မြန်တာပေါ့ဟာမြန်တယ်3ချက်ဒီမှာဆိုလို့ရှိရင်ဒါ speed နှိပ်တာပေါ့နော်သူကတော့ဒီကျွန်တော်တို့ပုံမှန်ပန်းကလို့1 2 3ပုံစံမျိုးနဲ့မလာဘူးကျွန်တော်အတန်ချဲ့တဲ့ပုံစံမျိုးပေါ့နော်တစ်ဆင့်ကိုသူကကျေသွားမြန်သွားတယ်ပေါ့နော် speed မြန်လာတယ်အမြန်တစ်ချက်2ချက်3ချက်မြန်လာတယ်4ချက်ပုံမြန်သွားပြီ5ချက်မြန်သွားပြီနော်ပြီးသူရဲ့အားသာချက်ကဒီမှာဇက်ကိုကျွန်တော်ဒီ cloud လေးနဲ့ပဲလဲပေးရအောင်နော်ဇက်လဲဆိုဒါလေးနှိမ့်တိုင်းဒီမှာဇက်လဲသွားပြီဇက်လဲသွားပြီဇက်လဲပြီးတော့နော်တော့ခေါင်းလဲဆိုင်လို့ရတယ်တော့အနှိမ့်မြင်လဲရတယ်ပြီးတော့မှ LED မီးလေးတက်ပါတယ် LED မီးလေးတက်ပါတယ်အဲဒီမှာနှစ်ချက်မီးလေးအောင်ပါနောက်ပြသူ့အားသာချက်ကတော့ဖုန်းမှာအားသွင်းလို့ရတယ်ကျွန်တော်ဒီမှာဆိုရင်ဒါဖုန်းအားသွင်းကြိုးလေးပေါ့နော်ဒီမှာဆိုရင်ဖုန်းအားသွင်းကြိုးလေးကိုကျွန်တော်စမ်းပြပေးမယ်နော်အားသွင်းတာဖုန်းအားသွင်းနေမှာချစ်ဆက်လေးဖုန်းမှာအားသွင်းလို့ရတယ်ကျွန်တော်နော်ရန်ဟိုဘတ်ဆောင်သုံးပုံနဲ့မျိုးလေးဖြစ်တာပေါ့နော်ပြီးရနောက်တစ်ခုသူ့ရဲ့အားသာချက်ကဒီမှာကျွန်တော်ထိုင်ရနေမထပဲပန်ကောင်အသုံးပြုလို့ရတယ်။သူကဘုံမှာဆိုရင်ဒီမှာ power ဆိုတဲ့ cloud လေးကိုဘုံမှာ power လေးတော့ဖွင့်ပေးထားပါတော့။မီလေးစင်ရ power လေးဖွင့်ထားမယ်ဒီ power ဆိုတဲ့ cloud လေး remote power cloud လေးကျွန်တော်ဖွင့်မှာပေါ့နော်။အဲဆိုရင်ပန်ကောင်စလဲပြီပေါ့နော်။အဲဆိုရင်ပန်ကောင်စလဲပြီ။ဒါ speed အမြန်ကိုကျွန်တော်တင်ထားတယ်ပေါ့နော်။ဒီမှာဒါဆို speed အမြန်ကိုတင်ထားတယ်။မြန်လာတယ်ပေါ့နော်။မြန်လာတယ် speed မြန်လာတယ်ပြီးရင်သူ့ရဲ့အားသာချက်ဒီမှာမီးတဲ့ကျွန်တော် remove နဲ့ဖွင့်လို့ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်ဖွင့်ပြမယ်မီးကိုဒီမှာအချက်ဒါမီးကို remove နဲ့ဖွင့်ပြတယ်ပြီးရင်ဇက်လေတာလေးပြပေးမယ်နော်ဇက်လေတာလေးကိုကျွန်တော်ဒီမှာ remove နဲ့ပဲဇက်လေလို့ရတယ်လေပါပြီနော်ဇက်လေပါပြီ remove နဲ့ပဲကျွန်တော်သုံးတာremove နဲ့ပဲပြင်ရမယ်နော်ရက်သွားပြီပြန်နှိမ့်မယ်ရက်သွားပြီပြန်နှိမ့်မယ်ရက်မယ်ရက်သွားပြီเนาะဒါ remove လေးနဲ့ပဲကျွန်တော်သုံးလို့ရတယ် remove မှာဆိုရင် timer ပါတယ် timer chainer ပါတယ်နောက်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် speed to shot ပေါ့เนาะ speed to shot ပါမယ်အဲဒီဖွင့်လို့ရတယ်ကျွန်တော် set လေရတယ်ပေါ့เนาะရန်သုံးလို့ကောင်းတယ်ကျွန်တော်ပန်ကားလေးပါเนาะ